နီပါဗိုင်းရပ်စ်ထိုင်းနိုင်ငံကိုဝင်ရောက်ခြင်းကိုကာကွယ်တားဆီးဖို့ဇန်နဝါရီ26ရက်ကစပြီးအိန္ဒိယနိုင်ငံအနောက်ဘန်ဂေါပြည်နယ်ကလာတဲ့လေယာဉ်ခီးစဉ်တွေအပေါ်ဗတ်ဆောင်စစ်ဆေးစစ်ဆေးမှုတွေပြုလုပ်မှာဖြစ်ကြောင်းထိုင်းနိုင်ငံအရက်ဖက်လေးချောင်းအာဏာပိုင်အဖွဲ့ကကြေညာခဲ့ပါတယ်။စစ်ဆေးစစ်ဆေးမှုကိုဇန်နဝါရီ26ရက်တကောင်ရန်အချိန်ကစပြီးလှုပ်ဆောင်မှာဖြစ်တယ်လို့အချိန်တွေတိုးတက်မှုအရအချိန်မရေပြုပြင်ပြောင်းလဲမှုတွေပြုလုပ်မှာဖြစ်ကြောင်း CAAT ကဇန်နဝါရီ25ရက်ကကြေညာချက်ထုတ်ပြန်ကပြောကြားခဲ့ပါတယ်။လက်ရှိစစ်ဆေးစစ်ဆေးမှုမှာလေကြောင်းလိုင်းကုမ္ပဏီတွေဟာအိန္ဒိယနိုင်ငံအနောက်ဘန်ဂေါပြည်နယ်ရှိထွက်ခွာရာနေရာတွေမှာကနအူးစစ်ဆေးမှုတွေပြုလုပ်ရမှာဖြစ်ကြောင်းအကယ်၍ခီးသည်တွေဟာစစ်ဆေးဖို့လိုအပ်တဲ့ယောဂလက္ခဏာတွေပြသပါကခီးသည်ကိုထွက်ခွာခြင်းမပြုမီသက်ဆိုင်ရာအထောက်အထားစာရွက်စာတမ်းတွေပေးအပ်ဖို့လေယာဉ်ခီးစဉ်အတွင်းအများပြည်သူကျန်းမာရေးလမ်းညွှန်ချက်တွေကိုလိုက်နာဖို့တောင်းဆိုရမှာဖြစ်ကြောင်းထိုင်းနိုင်ငံကိုရောက်ရှိတာနဲ့အဲဒီဒေသရင်းကခီးသည်အလုံးဟာကိုအပူချိန်စစ်ဆေးမှုတွေခံရမှာဖြစ်ပြီးကျန်းမာရေးဆိုင်ရာအစီရင်ခံလျှောက်လွှာကိုဖြည့်စွက်ရမှာဖြစ်ကြောင်းလေယာဉ်ခီးစဉ်ရောက်ရှိတာနဲ့လေဆိပ်ရှိဇင်းကြံ area မှာစစ်ဆေးစစ်ဆေးရေးနေရာတွေထားရှိမှာဖြစ်ကြောင်းသိရပါတယ်။အိန္ဒိယနိုင်ငံအနောက်ဘန်ဂေါပြည်နယ်ကလကတာကနေထိုင်းနိုင်ငံသူဝနာဘူမိဒွန်မောင်းနဲ့ဖူခတ်လေဆိပ်၃ခုလုံးကိုဓာတ်ရိုက်လေယာဉ်ခီးစဉ်တွေရှိပြီးလက်ရှိမှာစစ်ဆေးစစ်ဆေးမှုတွေကိုအဆိုပါလေဆိပ်၃ခုမှာစတင်လှုပ်ဆောင်နေပြီဖြစ်ကြောင်းထိုင်းနိုင်ငံမီဒီယာတွေရဲ့သတင်းဖော်ပြချက်အရသိရပါတယ်။ထိုင်းနိုင်ငံမှာနီပါဗိုင်းရပ်စ်ကူးစက်မှုတွေ့ရှိခြင်းတစုံတရာအစီရင်ခံထားခြင်းမရှိသေးကြောင်းအစိုးရအနေနဲ့လူထုကျန်းမာရေးစနစ်စောင့်ကြည့်ခြင်းနဲ့စစ်ဆေးစစ်ဆေးခြင်းအတွက်အသင့်ပြင်ဆင်ထားပြီးအနေအများတဲ့နိုင်ငံတွေနဲ့ဒေသတွေကခီးသည်တွေကိုအနီးကပ်စောင့်ကြည့်သွားမှာဖြစ်ကြောင်းထိုင်းနိုင်ငံအိမ်ဆောင်အစိုးရဝန်ကြီးချုပ်နဲ့ပြည်ထောင်ရေးဝန်ကြီးအနုတင်ချန်ပီယာကူကဇန်နဝါရီ25ရက်အင်တာဗျူးလက်ခံဖြေကြားရမှာပြောကြားခဲ့ပါတယ်။ပြည်သူတွေအနေနဲ့ကျန်းမာရေးလမ်းညွှန်ချက်တွေကိုလိုက်နာဆောင်ရွက်ဖို့နဲ့ပူနွေးနွေးအစားအစာတွေစားသုံးခြင်းလက်ကိုမကြာခဏဆေးကြောခြင်းတကိုယ်ရည်သုံးဇုံးခွက်ပကံတွေကိုအသုံးပြုခြင်းနဲ့လက်ဆွဲနှုတ်ဆက်မှုကိုရှောင်ကျဉ်ခြင်းစတဲ့တကိုယ်ရည်တန်ရှင်းအလေးအထားတွေကိုထိမ့်သိမ့်ဖို့လဲ၎င်းကတိုက်တွန်းခဲ့ပါတယ်။အိန္ဒိယနိုင်ငံအနောက်ဘန်ဂေါပြည်နယ်မှာလက်တလောနီပါဗိုင်းရပ်စ်ကူးစက်မှုတွေထွက်ပေါ်ခဲ့ပြီးလက်ရှိမှာအတည်ပြုကူးစက်သူ9ဦးရှိပြီဖြစ်တယ်လို့လူရောက်100နီးပါးကိုလည်းအိမ်မှာတိကျစီခွဲနေထိုင်စေခဲ့ပါတယ်။နီပါဗိုင်းရပ်စ်ဟာလူရဲ့အဆုတ်နဲ့အုံနောက်ကိုထိခိုက်နိုင်စွမ်းရှိပြီးယောဂလက္ခဏာတွေမှာဖျားခြင်း၊ခေါင်းကိုက်ခြင်း၊အိမ်ငိုက်ခြင်း၊အသိဉာဏ်ရှုပ်ထွေးခြင်းနဲ့မေ့မျောခြင်းတို့ပါဝင်ပြီးကူးစက်ခံရသူရဲ့သေဆုံးမှုနှုန်းမှာ40%အထက်အထိရှိနိုင်ကြောင်း WHO အဖွဲ့စတဲ့အဖွဲ့အစည်းတွေရဲ့မိတ်ဆက်ပြောကြားမှုအရသိရပါတယ်။